ကြောင်ယွန်းသည့်ယောဂနှင့်ပတ်သက်သောစိတ်ကူးရင်ဇလန်းတို့တစ်ခုဖြစ်ပါသည်ဇလန်းနှင့်ချုပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်မျိုးသမီးတဦးသည်အများသုံးတန့်စင်ခန်းတစ်ခုတွင်သူမ၏ဖုန်းကိုအမိုက်ပုံးထဲသို့မတော်တဆပြုတ်ကျသွားခဲ့သည်ဖုန်းကိုပြန်ယူရန်စ조사စဉ်သူမ၏လက်ထဲသို့ဆေးထိုးအပ်တစ်ခုစူးဝင်သွားခဲ့ပြီးထိုအပ်သည် Trypavirus ဟုခေါ်သည့်ရောဂါပိုးရှိသောအဖြစ်နေသည်အဆိုပါဗိုင်းရပ်စ်ပိုးသည်လူခန္ဓာကိုယ်တွင်အပေါက်ငယ်လေးများစွာဖြစ်ပေါ်စေသည့်ရောဂါကိုဖြစ်ပွားစေကြောင်းဗီဒီယိုတွင်ပြထားသည်သူမသည်ယောဂပိုးကူးစက်ခံရပြီးနောက်ယောဂပြန့်နှံ့လာပုံကိုကြောက်လန့်တကြားရင်ဆိုင်ရသည့်ဇလန်းဖြစ်သည်ဤဒီမှာကြောက်မက်ဖွယ်ကောင်းသောရုပ်ရှင်ဇာတ်ကားအတူသို့မဟုတ်စိတ်ကူးရင်ဖန်တီးမှုတစ်ခုသာဖြစ်ပြီးလက်တွေ့တွင်ဖြစ်ပျက်နေသောအဖြစ်အပျက်မဟုတ်ပါဒီဗီကိုကြိုက်တယ်ဆိုရင်ကိုသုံးလုံးရွှေကွန်းချေကုံစုံဆိုင်ကိုလာရောက်အားပေးပါ၏ကြောင်ယွန်းသည့်ယောဂနှင့်ပတ်သက်သောစိတ်ကူးရင်ဇလန်းတို့တစ်ခုဖြစ်ပါသည်ဇလန်းနှင့်ချုပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်မျိုးသမီးတဦးသည်အများသုံးတန့်စင်ခန်းတစ်ခုတွင်သူမ၏ဖုန်းကိုအမိုက်ပုံးထဲသို့မတော်တဆပြုတ်ကျသွားခဲ့သည်ဖုန်းကိုပြန်ယူရန်စ조사စဉ်သူမ၏လက်ထဲသို့ဆေးထိုးအပ်တစ်ခုစူးဝင်သွားခဲ့ပြီးထိုအပ်သည် Trypavirus ဟုခေါ်သည့်ရောဂါပိုးရှိသောအဖြစ်နေသည်အဆိုပါဗိုင်းရပ်စ်ပိုးသည်လူခန္ဓာကိုယ်တွင်အပေါက်ငယ်လေးများစွာဖြစ်ပေါ်စေသည့်ရောဂါကိုဖြစ်ပွားစေကြောင်းဗီဒီယိုတွင်ပြထားသည်သူမသည်ယောဂပိုးကူးစက်ခံရပြီးနောက်ယောဂပြန့်နှံ့လာပုံကိုကြောက်လန့်တကြားရင်ဆိုင်ရသည့်ဇလန်းဖြစ်သည်ဤဒီမှာကြောက်မက်ဖွယ်ကောင်းသောရုပ်ရှင်ဇာတ်ကားအတူသို့မဟုတ်စိတ်ကူးရင်ဖန်တီးမှုတစ်ခုသာဖြစ်ပြီးလက်တွေ့တွင်ဖြစ်ပျက်နေသောအဖြစ်အပျက်မဟုတ်ပါဒီဗီကိုကြိုက်တယ်ဆိုရင်ကိုသုံးလုံးရွှေကွန်းချေကုံစုံဆိုင်ကိုလာရောက်အားပေးပါ၏